ကဘာဒုတိယအမြင့်ဆုံးအဆောက်အဦမဲဒေကာ118ကဘာအမြင့်ဆုံးစီးရင်မှာဒုတိယနေရာကိုချိတ်လိုက်တဲ့မလေးရှားနိုင်ငံရဲ့အထာအကျဆုံးပြရုပ်အသစ်တကဘာလုံးကအံ့ဩတကြီးငေးမောနေရတဲ့မဲဒေကာ118အကြောင်းတင်ဘလောက်သိပါသလဲအမြင့်668.9 မီတာ2229 ပေရှိတဲ့ဒီတာဝါဟာဒူဘိုင်းကဘတ်ရှ်ခလီဖာပြီးနေကဘာမှာဒုတိယအမြင့်ဆုံးအဆောက်အဦပါဒီတာဝါမှာအထပ်ပေါင်း218ထပ်ပါဝင်ပြီးမဲဒေကာဆိုတာကတော့မလေးရှားဘာသာစကားနဲ့လွတ်လပ်ရေးလို့အဓိပ္ပာယ်ရပါတယ်ဒီတာဝါရဲ့ပုံစံကထူးခြားပါတယ်1959ခုနှစ်မလေးရှားလွတ်လပ်ရေးကြီးညာတဲ့အချိန်မှာလွတ်လပ်ရေးဖခင်ကြီးတွန်ကူအာဘ်ဒူရာမန်ကမဲဒေကာလို့အော်ဟစ်ပြီးလက်မြောက်လိုက်တဲ့ဟမ်ဘန်ကိုအခြေခံပြီးပုံဖော်ထားတာပါဒါဟာမလေးရှားနိုင်ငံရဲ့လွတ်လပ်မှုနဲ့ခေတ်မီတိုးတက်မှုကိုပေါင်းစပ်ပြသလိုက်တာပဲဖြစ်ပါတယ်။အထဲမှာဘာလေးရှိသလဲဆိုရင်တော့ခေတ်မီရုံးခန်းတွေကမ္ဘာအဆင့်မီဈေးဝယ်စင်တာကြီးတွေအပြင်အဆင့်မြင့်ပခါရက်ဟိုတယ်လည်းပါဝင်ပါတယ်။အထူးခြားဆုံးကတော့အထက်115မှာရှိတဲ့ The View at 118လို့ခေါ်တဲ့ရှုခင်းကြည့်နေရပါ။အဲ့ဒီကနေကြည့်ရင်ဒီမြို့လုံးကို360ဒီဂရီပတ်ချလဲမြင်တွေ့လိုက်မှာပါ။မဲဒေကာ118ဟာအဆောက်အဦတစ်ခုထပ်မကအရှိတောင်အာရှရဲ့ဂုံယူစရာပြရုပ်တစ်ခုလည်းဖြစ်ပါတယ်။တင်ငေါမလေးရှားကိုရောက်ရင်ဒီနေရာကိုတွားလေဖို့စဉ်းစားထားလား